ဒီထဲကနေပြီးတော့မှ quality တန်းလေးတွေကိုကောက်ကြည့်ရအောင်ပေါ့နော် quality တန်းလေးတွေကဘယ်ကြောက်တွေများဖြစ်မလဲပေါ့ဘယ်လိုကြည့်ရတာလဲပေါ့ဆိုရင်ကျမတို့စပြီးတော့နီလာပေါ့ကြောက်တပွင့်ကိုဆိုတာထက်နီလာကတခြားကြောက်တွေနဲ့တော့မတူဘူးပေါ့နော်နီလာကိုကျမတို့ကြည့်တဲ့အနေအထားမှာဆိုလို့ရှိရင်သူကနီလာကလေဒီ lighting နဲ့လည်းအရန်ဆိုင်တယ်ဆိုတော့ကျမတို့မီးထိုးပြီးကြည့်တဲ့အနေအထားမှာ lighting ကောင်းဖို့လည်းလိုအပ်တယ်နောက်တချို့ဆိုလို့ရှိရင်နေပနာနဲ့မနက်ပိုင်းပေါ့မနက်ပိုင်းဒီ10နာရီနဲ့17နာရီကြားလောက်နေနဲ့ကြည့်ကြတာလည်းများတယ်သို့ပေမဲ့လည်းကျမတို့နီလာကိုကြည့်တဲ့အနေအထားမှာသူက4စီလုံးအကုန်လုံးတော့ပါရမယ်ဆိုရင်ကာလာတန်းကောင်းသွားပြီလားကာလာတော့မှသူကနီလာပြသွားတဲ့ပုံစံမတူဘူးပြသွားတာကကျမတို့ပြဆိုတဲ့ဘက်ကိုသွားတာလားအပြဖြောင်းဘက်သွားတာလားအပြကိုတိဘက်ရောက်သွားတာလားသို့မဟုတ်ရင်အပြကိုတိမ်ပြီးတော့စိမ့်တဲ့ဘက်ရောက်သွားတာလားတခြားကာလာဆွဲကျင်တာလားပေါ့အဲ့ပေါ်မှာမူတည်ပြီးတော့ကျမတို့နီလာကိုဆုံးဖြတ်သွားတာပေါ့နော်အဲ့ဟာကြီးအားလုံးထဲမှာတော့အခုဒီဟာလေးကကြတော့အကုန်လုံးထက်စားလို့ရှိရင် perfect ဖြစ်တယ်လို့ပြောလို့ရတယ်သူကဒီလိုမီးထိုးပြီးတော့ကျမတို့ကြည့်တဲ့နေရာမှာပဲဖြစ်ဖြစ်အပြင်ပေါ့နော် outdoor lighting နဲ့ပဲဖြစ်ဖြစ်သူကရွှင်ရွှင်လေးနဲ့အရန်ကောင်းနေတယ်ပေါ့နော်ပြောချင်တာတော့ဒီဟာဒီကျမတို့ intense pack ကိုသွားချင်တယ်လို့ပြောပေမဲ့သူက nearly rare blue လို့ပြောလို့ရတယ်ဆိုတော့ဒီဟာကလုံးဝအနာမပါဘူးဒါပေမဲ့ဒီကြောက်မှာကတစ်ချက်ပဲပါတယ်ဘာလို့ဆိုရင်ဒီကပတ်လေးမှာနည်းနည်းလေးကော်ရိုက်ချင်သွားတယ်ပေါ့နော်ဒါပဲပါတယ်ပြီးတော့ size အနေနဲ့ဆိုရင်လည်းသူဒီနှစ်ကရခွဲ size ရှိတယ်ကာလာတန်းလည်းကောင်းတယ်ကြောက်ပုံလေးကြတယ်ဘယ်နေရာမှာမှပြောစရာမရှိတဲ့ခါကျတော့ဒီဟာလေးကတော့ဒါကြောင့်မလို့သူကထောင်ကြောက်ဖြစ်သွားတာပေါ့အဲ့လိုပုံစံမျိုးကျမတို့ဒါကိုကြည့်လို့ရတယ်နောက်တစ်ခုကကြတော့အခုဒါပြီးသွားလို့ရှိရင်ကျမကြိုက်တာတော့ဒီထဲကဒီအသားကိုကြိုက်တာဒီရဲ့အသားပေါ့မဲတယ်လို့ပြောပေမဲ့သူကအသားအရန်တင်းတယ်အသားအနေအထားနဲ့သူကကြောက်သားတင်းတယ်ပေါ့နော်သူကပြီးတော့ inclusion ကအရင်ထွေးမနေဘူးမှောင်နေဆိုပေမဲ့ကျမတို့မီးထိုးလို့မရအောင်ပိတ်ပြီးမှောင်နေတဲ့ဟာမျိုးတော့မဟုတ်ဘူးသူကကြတော့ကျမတို့ intense pack ကိုသွားတယ်လို့ပြောလို့ရတယ်သူ့ကို deep pack တော့လုံးဝမရဘူး deep ဆိုတာအကြပိုနှက်ပြီးတော့ပို့ပြီးတော့အသွေးပို့ပြီးတော့ကျသွားတာပေါ့နော်ပိုမဲသွားတာမီးထိုးရင်ရောမလှတော့တဲ့ဟာမျိုးဖြစ်သွားတာဆိုတော့အဲ့ဒါပြီးသွားလို့ရှိရင်တော့နည်းနည်းလေးရွှင်တဲ့ဘက်ကိုသွားတဲ့ဟာလေးကိုကြိုက်ကြတယ်ဒါပေမဲ့ကျမတော့ဒီကြောက်သားကိုတိတ်ပြီးတော့မကြိုက်ဘူးဘာလို့လဲလို့ပြောရင်ကြောက်သားပါတာရောပြီးတော့နည်းနည်းလေးဒီကြောက်အိုးမလှတာရောပေါ့ပြောချင်တာကြောက်ပုံကြောက်မှုလိုအပ်နေသေးတယ်လို့ပြောချင်တာပေါ့နော်အဲ့ဒီဟာတက်စားလို့ရှင်တော့ကျမဒီဟာလေးကိုရွေးချယ်မှာပေါ့ဒီကြောက်လေးကိုရွေးချယ်မှာပေါ့နော်ဒါပေမဲ့ဟုတ်ဒီဟာနဲ့အဲ့ဒါနဲ့ဒီဟာနဲ့လားအယောင်ကွာသွားတယ်သူနဲ့ဘာကွာလဲလို့ပြောရင်အပြာဘယ်ဟာပိုဖြောင်းလဲဆိုတဲ့ဟာကိုကြည့်မယ်ကြောက်သားကိုပြန်ကြည့်မယ်ပေါ့နော်ဆိုတော့အပြာဘယ်ဟာပိုဖြောင်းလဲကြောက်သားဘယ်ဟာပိုပြီးတော့ကောင်းလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ကြည့်လို့ရတယ်ဆိုရင်သူကဘယ်ဟာပိုပြီးတော့လှလဲဒီဘက်ကဖြောင်းမယ်ဒီဘက်ကပုံလာတယ်လားဒီဘက်ကပြီးတော့ master ပိုကောင်းတယ်ဒီဘက်ကပိတ်နေဒီဟာကကြတော့လေကြောက်ရဲ့ဒီပေါ့ကြောက်ပုံကြောက်မှုရောအယောင်အနေထားတွေကွာတာပေါ့နော်သူကကြတော့အပြာပဲသို့ပေမဲ့အပြာကိုသူကနည်းနည်းလေးအယောင်လေးချင်းကျင်တယ်ပေါ့နော်အဲ့လိုမျိုးသူကတော့လုံးဝအပြာဖြောင်းတဲ့ဘက်ကိုပို့သွားတာများတယ်ဟိုကတော့ fire ပုံများနော်ဒါတော့ဟုတ်တယ်ဒါကတော့သူက Lester လေးနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဈေးကွက်ထဲမှာဒါမျိုးတွေပဲပိုများတယ်အဲကြတော့ကိုရီးယားရွေးရတဲ့အနေထားမှာဆိုလို့ရှိရင်ရွေးရတဲ့အနေထားမှာဆိုရင်ကြောက်ကိုရွေးဖို့အတွက်နည်းနည်းလေးခတ်သွားတာပေါ့နော်ဒါကြောင့်